ဖုန်းအသွင်းတော့ကိုဝယ်မတက်ဘူးဆိုရင်ဖုန်းကပြက်မြန်တယ်။ဘာကြောင့်လဲဆိုတော့ဖုန်းအသွင်းတော့ကိုဒီအရေးသွင်းမရှိတဲ့ဖုန်းအသွင်းတော့မျိုးသုံးမဲ့ဆိုရင်တော့ကိုဖုန်းအသွင်းလိုက်တဲ့အခါကျရင်ဖုန်းရဲ့ battery down စေတယ်ဖုန်းရဲ့ battery ထိခိုက်စေတယ်ပေါ့နော်ကိုဖုန်းကိုကိုယူသေးမယ်ကိုဖုန်းကောင်းကောင်းလေးကန်ချင်အကြာကြီးကန်ချင်ဖုန်းမပြတ်ဖို့အတွက်ပေါ့နော်ဖုန်းရဲ့ကြံ့ခံမှုရှိအောင် battery လည်းအကြာကြီးခံအောင်ဥမာတနေ့နဲ့သုံးပြီးတော့ battery မ down မနဲ့ battery ဒီဝယ်လာတဲ့အတိလိုမျိုးကောင်းကောင်းလေးလို့ရှင်ပေါ့နော်ဖုန်းကိုဟိုပါရအောင်ပေါ့နော်ဖုန်းရဲ့အသွင်းတဲ့နေရာမှာလည်းမူတည်တယ်ဖုန်းအသွင်းမဲ့ဆိုရင်ဘယ်လိုသွင်းရမလဲဆိုတော့နံပါတ်1ဖုန်းကိုအသွင်းတော့သူ origin ပါလာတဲ့အားဆိုပူကောင်းတယ်သူ origin ပါလာတဲ့ဟာမဟုတ်ဘူးဆိုရင်တော့ဒီတရေဝင်မမှုတင်ဒီတရေဝင်လည်းပေါ့နော်အဲ့လိုမျိုးအတုံးပဲဝယ်ပါတရေဝင်မမှုတင်တဲ့အတုံးမျိုးပဲဝယ်ပေါ့နော်နံပါတ်3အသွင်းတဲ့အခါကျရင်လည်းနီးစနစ်မှန်ဘူးလို့တယ်အသွင်းတဲ့အခါကျရင်နီးစနစ်မှန်မစင်တော့ပေါ့နော်မရဘူးဥမာကိုသွင်းလိုက်ကွာဒီဒါတော့ဖုန်းအတုံးပေါ့နော်ဒီအတုံးကိုဖုန်းတော့အရင်ထိုးထည့်လိုက်မယ်ထိုးထည့်ပြီးဖုန်းလေးကန်ပြီးတော့အတုံးပြီးထိုးမစင်တာမားတော့ကိုယ့်ရဲ့အသွင်းတဲ့နီးစနစ်မှလည်းမူတည်တယ်ပြီးတော့ဖုန်းရဲ့အသွင်းတုံးကိုဝယ်သုံးတယ်လည်းမူတည်တယ်ကိုကဥမာဖုန်းတစ်လုံးဝယ်လိုက်မယ်ဆိုရင်အာသွင်းတော့ဒီဖုန်းမှာပါလာတော့ပါလာတဲ့အတွက်ကြောင့်မို့ကိုကအာသွင်းလိုက်တဲ့အခါကျရင်ဒါသူ့တုံးနဲ့သူဆိုမြန်လည်းမြန်တယ်အားလည်းပြည့်မြန်တော့ဗောနော်ပြီးတော့လည်းအကြာကြီးခံတယ်ဒီမျိုးပြည့်မြန်ဖို့အတွက်ကိုကဖုန်းအာသွင်းတဲ့နီးစနစ်မှာမယ်ဆိုဗောနော်ဖုန်းဘက်ထရီကို down စေတယ်ဖုန်းကိုထိခိုက်စေတယ်ဥမာကျွန်တော်ဖုန်းကိုအာသွင်းလိုက်မယ်ဘယ်လိုသွင်းလဲဆိုတော့တချို့လူတွေကတော်တော်များများဗောနော်မသိဘူးနားမလည်ဘူးဒီလိုမျိုးဖုန်းကိုအရင်ထိုးထည့်လိုက်တယ်ဗောနော်ဖုန်းကိုဟိုလိုမျိုးအရင်ထိုးထည့်လိုက်တယ်ပြီးတော့အတုံးနဲ့ဟိုလိုမျိုးလေးအားသွင်းမိမယ်ဆိုရင်ဗောနော်ဒါဖုန်းရဲ့ battery ကိုထိခိုက်စေတယ်ဖုန်းရဲ့ battery ကတက်တန်းကြကြကြီးမသုံးရဘူးခဏလေး down သွားနိုင်တယ်ပေါ့။ဘာဖြစ်လဲဆိုတော့ဒီလိုမျိုးတွင်းတဲ့အခါကျရင်ဒီမီလန်းကြောင်းမီစီစနစ်တွေပေါ့နော်ဒီအထဲတွေကိုတခါတည်းသူ့ကိုလန့်ဖြန့်သွားတယ်လို့ပေါ့ကွာဘုံကနေဝင်သွားတော့တစ်ချက်ဟိုအထဲထဲမှာသူ့ရဲ့ကရိယာကွာသူ့ရဲ့ကရိယာကိုတွန်းကန်ပေးတဲ့အဲ့ဒီပြက်စီးစီတက်တဲ့အဲ့ဒီ R line တွေပေါ့နော်အဲ့ဒီ R line ကိုတဟတ်လိုက်တော့ဖုန်းကတစ်ချက် battery down ဖို့အတွက်သူ့ကိုဆိုးကျိုးဖြစ်သွားတော့ပေါ့တစ်ချက်အဲကြောင့်မို့အာသွင်းတဲ့ခါကျရင်ဒီလိုမျိုးဖုန်းလေးအရင်ထိုးထည့်ပြီးဒီလိုမျိုးတွင်းလို့မရဘူးအာသွင်းတဲ့ခါကျရင်ဘယ်လိုတွင်းလဲဆိုတော့ဖုန်းကိုအရင်မထိုးထည့်တော့ဘူးပေါ့နော်ဒါအာသွင်းတော့ပတ်ထိုးထည့်ပြီးလို့ရှိရင်ပေါ့နော်ပြီးတော့မှပဲဖုန်းကိုဟိုလိုမျိုးတွင်းပေါ့နော်ဟိုလိုမျိုးတွင်းဒါနီးစနစ်မှန်တယ်တစ်ချက်ဒါပထမဆုံးနီးစနစ်မှန်တယ်တစ်ချက်ပေါ့နော်ဒုတိယတစ်ချက်ကျတော့ဘယ်လိုဖုန်းအာသွင်းရမလဲဆိုတော့ဖုန်းကိုက100အပြည့်တွင်းလိုက်ပြီးဆိုရင်ပေါ့နော်တရားပြည့်သွင်းလိုက်ပြီးဒါပေမဲ့ဖုန်းအားကိုသုံးမကုန်သေးဘူး50 60ကျန်နေတယ်ကိုတော့သွင်းမယ်ဆိုရင်ဒါလည်းဘက်ထရီထိခိုက်စေတယ်။ဘာဖြစ်လဲဆိုတော့ဘက်ထရီလက်ကျန်ကိုမသုံးမဲ့နဲ့ထပ်သွင်းလိုက်တယ်ဆိုတော့ဒါလည်းဘက်ထရီတစ်ခုအားနေချက်တစ်ခုဖြစ်တာပေါ့နော်ဘက်ထရီအားနေချက်တစ်ခုဆိုတာကအားလည်းဘက်ထရီဒေါင်းမြန်တယ်ဘက်ထရီပြည့်စည်နိုင်တယ်ပြည့်စည်နိုင်တော့လည်းပဲချက်ချင်းတော့မဖြစ်ပေါ့နော်အလားနဲ့အနည်းနဲ့မှသူ့ဟာသူဘက်ထရီဒေါင်းပေါ့နော်တခါတည်းအားကုန်မြန်တော့ပေါ့နော်အဲ့ဒါလည်းဒုတိယတစ်ချက်ပေါ့နော်နောက်တစ်ချက်ရှိတယ်ဆိုတာဒီမျိုးတုံးနေပေါ့နော်ကိုဝယ်လာတဲ့ဖုန်းမှာသူ့ရဲ့အသွင်းကျိုးနဲ့အတုံးပါလာတော့ကွာအဲ့ပါလာတဲ့အကျိုးတုံးကမရှိတော့ဘူးဆိုရင်ပေါ့နော်ဒီလမ်းဘေးနာကဆိုင်ဒီတာမဈေးဆိုင်တွေမှာတောင်းဝယ်ပြီးတော့တွင်းမဲ့ကျိုးဆိုရင်ပေါ့နော်တရားဝင်မှတ်ပုံတင်မဟုတ်ဘဲနဲ့တုံးမဲ့ဆိုရင်ဖုန်းရဲ့ဘက်ထရီလည်းထိခိုက်စေတယ်ကွာဖြစ်တော့သူတို့ထုတ်လိုက်တဲ့အသွင်းတုံးပေါ့နော်ကိုဝယ်လာတဲ့ဒီလမ်းဘေးနာကဆိုင်တွေအသွင်းတုံးပေါ့နော်အဲ့ဒါတွေကပြောမဆိုရင်အရည်သွေးတိတ်မကောင်းဘူးပေါ့နော်အရည်သွေးလည်းတိတ်မရှိဘူးသူတို့ကအရင်းနီးနဲ့ရင်းပြီးတော့ဒီအတုံးမျိုးကိုသူတို့ထွင်တော့ထွင်ပြီးတော့လောက်လိုက်ရောင်းတော့အရည်သွေးမရှိတော့ကိုတွင်းလိုက်တဲ့အားဝင်တော့လည်းကြာတယ်ပြီးတော့လည်းဖုန်းရဲ့တက်ခဲလည်း down နိုင်တယ်ဖုန်းရဲ့ battery လည်း down နိုင်တယ်ပြီးတော့အားဝင်လည်းနေတယ်ပေါ့နော်အဲကြောင့်မို့ဖုန်းတစ်လုံးကိုကဘက်ထရီအားသွင်းမြန်ချင်တယ်ဘက်ထရီလည်းမပြတ်စေချင်ဘူးဆိုရင်ပေါ့နော်ဒီမျိုးတုံးလို့ပဲအတုံးလေးမှာသူ့ရဲ့အဝပါတယ်ပေါ့နော်ဥမာဒါတော့69ဝါပါတော့ဒါမီဖုန်းပေါ့နော်ဒါ69ဝါဒီလိုထည့်ပြတာဘာကြောင့်ဆိုတော့ဒါဖုန်းရဲ့အမြန်အားကိုသူတို့စုလို့ပြတာပေါ့နော်ဖုန်းရဲ့အားသွင်းအမြန်လုံးကဘယ်လောက်ထိရှိတယ်လဲပေါ့နော်ဘယ်လောက်ထိမြန်တယ်လဲဆိုတော့အမှ66ဝါဆိုရင်တော့ဘယ်လိုအားမြန်တယ်ပေါ့နော်ကိုယ့်စမ်းတက်ကြည့်ပေါ့66ဝါဆိုတော့တနာရီ10မိနစ်20လောက်ရတယ်ပေါ့နော်ဒီကနေ့ Xiaomi 69ဝါဆိုရင်ပေါ့နော်မိနစ်40ဆိုပြည့်ပေါ့နော်တကယ်လို့သူ့ရဲ့အဝါကိုတွင်းမယ်ဆိုရင်ဖုန်းမှာသူ့ရဲ့လက်ခံနိုင်တဲ့အဝါလောက်ပဲတွင်းရမှာဖုန်းကတော့66ဝါပဲနိုင်ဆို66တုံးပဲတွင်းမှာတော့ဖုန်းကတော့33ဝါပဲနိုင်ဆို33အတုံးမျိုးတွင်းမှာတော့ပြီးတော့ဒါတော့ပိုကိုကတော့ဒီမှာ45ဝါလည်းရှိတယ်45ဝါအခုကျွန်တော်သုံးနေတဲ့လက်ရှိဖုန်းကတော့ပိုကိုကတော့
45ဝပါတယ်အဲ့45ဝကိုတခြားတုံးနဲ့တွင်းမဝင်ဝင်နေဒါမဲ့ကြာတော့မမြောင်သူ့တုံးနဲ့သူ့ဆိုမြန်တယ်ဒါမှမဟုတ်ရင်သူ့တုံးနဲ့သူမရှိတော့ဘူးဆိုတော့ဖုန်းဒီလိုမျိုးအပြင်ကျိုးတွေအပြင်ဘုံတွေဝယ်မစင်တော့ဘယ်လိုဝယ်ရမလဲဆိုတော့ကိုကဒီတဲဝင်မောင်းရှိသလားအကြီးတွေးကောင်းသလားတူတဲ့စိတ်တွေဘာခုတ်တွေပါရလားဘောနော်ဘာခုတ်တွေပါရမယ်ဆိုရင်ဒါတရေဝင်တကယ်ကိုဒီစစ်ဆေးချင်းကိုပြုလုပ်ပြီးမှတာလည်းနိုင်ကန်လို့တွင်းတဲ့အတုံးကြီးပေါ့အဲ့လိုမျိုးဆိုရင်တော့ဒါတရေဝင်ဒါကောင်းတယ်ပေါလည်းမပေါတော့မီးလည်းမလောင်တော့ပူလည်းမပူတော့ဘူးတော့တကယ်လို့အည်သွေးမရှိတဲ့ဒီအတုကထိုင်းလေးခေါ်တယ်ကျကျင်တယ်မဟုတ်ကျင်တယ်ဆိုတဲ့အရာတော့အကုန်လုံးအတုတွေတော့လိုက်ပြီးတော့တူအောင်လောက်တယ်အတွင်းကလည်းအည်သွေးမရှိဘူးအည်သွေးမကောင်းဘူးအဲ့ဒါကိုရောင်းချတယ်ပေါ့နော်အဲ့ဒါကျင်တယ်လို့ခေါ်တယ်ပေါ့နော်အဲ့ဒီမျိုးကိုယ့်ဖုန်းကအားဘယ်လောက်ထိလက်ခံဆိုတော့သူ့အတုံးမပါတယ်ဒီမှာသူ့အဖာထဲမှာလည်းပါတယ်ဒါကျွန်တော်တုံးတဲ့ဖုန်းတွေအားလုံးထဲမှာပေါ့တော့ဒါ45ဝခံတလုံးကျွန်တော်ဝယ်ထားတယ်ဒီမှာ69ဝတလုံးဝယ်ထားတယ်ဒါကတော့ပိုးကိုပေါ့နော်ဒါကတော့ Xiaomi ပြီးတော့ဒီမှာ Realme ပေါ့နော်ဒါ Realme ဒါမြန်မာတွေခေါ်ရင်ဘာမှမသိဘူးမြန်မာတွေခေါ် Liami လည်းမသိ Liami လို့ခေါ်တော့ဒါတော့ထိုင်းတွေခေါ်ကြတော့ Realme ပေါ့နော်ဒါ Realme အတုံးတုံးနဲ့တူပဲကျွန်တော်တွင်းတယ်ဒါကတော့ Huawei ပေါ့နော်ကျွန်တော်ဖုန်းနဲ့အကုန်လုံးကျွန်တော်အတွေ့အကြုံရှိသမျှကိုကျွန်တော်ပြောပြတာပေါ့နော်ကျွန်တော်အရင်တော့မသိဘူးဖုန်းဝယ်ဒီအခုကျွန်တော်ပြောတဲ့အတိုင်းကျွန်တော်မလိုက်လို့ကအာသွင်းနေစနစ်နဲ့မားတယ်ဖုန်းကတုံးဝယ်တဲ့စနစ်နဲ့မားတယ်အယူသေးမရှိတာတော့တုံးတော့ဖုန်းဘက်ထရီပဲထိခိုက်တယ်အဲဒါကျွန်တော်ဖုန်းတွေတစ်လုံးကျွန်တော်ပြတ်တယ်ပေါ့နော်အခုနောက်ပိုင်းမှာကျွန်တော်သဘောပေါက်ပြီးတီးလာလို့ကျွန်တော်ဒီအတုံးတွေကိုမှန်ကန်စွာတုံးတယ်ပြီးတော့လည်းအာသွင်းနေရမယ်နီးစနစ်ကြနီးစနစ်မှအောင်ကျွန်တော်တွင်းတယ်အဲ့ဒါမှဖုန်းကတာစီတုံးရတော့ဘက်ထရီဖုန်းတစ်လုံးအဓိကပါလဲဆိုတော့အဓိကဘက်ထရီပဲဘက်ထရီအားမကောင်းလို့ဆိုရင်တော့ဥပမာ passport တစ်လုံးမယ်လို့အရေးပေါ်ပါပေါ့လို့ဥပမာကားတိုင်းမှုဖြစ်တော့တွားမယ်ဆိုရင်တော့ဖုန်းလည်းအားမရှိဒီမှာလည်းရေးပေါ်ဖြစ်နေတာဒုက္ခရောက်နိုင်တယ်ပေါ့နော်အဲကြောင့်မို့တကယ်ကိုအည်သွေးရှိတဲ့တုံးမျိုးတုံးတကယ်လို့ကအလုံးလုံးနေတယ်ဆိုရင်တော့မနေ့ကျကိုထမ်းတော့ကြတယ်ပေါ့အားသွင်းအားမမြန်တွင်းရှင်းနေဆိုရင်ဒီမျိုး60ခဏဝါတို့120ခဏဝါတို့ဝယ်ပေါ့နော်ဒါဆိုအားသွင်းမြန်တယ်ပြီးတော့လည်းဒီအတုံးမမဟုတ်ဘူးနော်ဖုန်းဝယ်ရင်လည်းဖုန်းကလက်ခံနိုင်တဲ့အဝါလောက်ပဲကိုယ်ဝယ်ရမယ်ဖုန်းကတော့90နဲ့6ဝနိုင်မယ်ဆိုရင်တော့96တုံးပဲဝယ်အောင်ပေါ့နော်တမန်တုံးလည်းရတယ်တမန်တုံးတော့ဒီအဝမပါတဲ့တုံးရောကြာတယ်ပေါ့နော်သူတန်းခါပြီးပေါ်2နာရီစောက်ရတယ်3နာရီစောက်ရတယ်2နာရီခွဲစောက်ရတယ်ချုပ်ဖုန်းဒါတော့တမန်တုံးတော့ဒီလိုမျိုးသူ့မပါလာတဲ့ order ကြီးသူမဟုတ်သူမပါလာတော့လည်းပဲဒီလူမျိုးအဝဒီမျိုး45တို့ဒီမျိုး60နဲ့ခွန်တို့ရောင်းတဲ့ဟာလည်းရှိတယ်ပေါ့ဒါပေမဲ့ကိုဝယ်တတ်မရမလို့ဝယ်မတောက်ဆိုတော့ကျင်ပြန်ထိတော့ဒါသူမိပါသူမိလည်းပါဆိုးကြိုးလေးတပုံရှိတယ်ဖုန်းလည်းထိခိုက်တယ်ဘက်ထရီလည်းဒေါင်းမြန်တယ်ပြီးတော့ပေါက်ဖို့ကလည်းကြောက်တယ်ဒီတကယ်ကိုမဟုတ်တယ်မဟုတ်တဲ့ဟာဒီအည်သွေးမရှိတာကျတော့ပေါက်လို့ဆိုရင်လည်းအန်တယ်ဖြစ်စေတယ်ပေါ့ပြီးတော့လည်းပုတ်တယ်ပြီးတော့လည်းအခမ်းမင်းဖုန်းကိုဆော့လိုက်တတ်တာပေါ့နော်အဲ့လိုမျိုးဒီအည်သွေးမရှိတဲ့အတုံးမျိုးဆိုဘဟုသားအနေနဲ့ကျွန်တော်လာပြောပြတော့အတုံးရဲ့တုံးမဲ့နီးစနစ်ဖုန်းအားသွင်းမဲ့နီးစနစ်တွေကိုကျွန်တော်အခုအသေးစိတ်လာပြောပြပြတော့မှာကျေးဇူးပြုတော့ကျွန်တော်ဗီဒီယိုကြည့်ပြတဲ့အတွက် comment ရေးပြီးမှာဘာသိချင်တယ်ပေါ့ဖုန်းနဲ့ပတ်သက် comment ရေးပြီးလို့ရတယ်ပေါ့နော် comment ကရေးပြီးမှ share တယ်လုပ်ပြီးမှဆိုကျွန်တော်ကျေးဇူးအများကြီးတင်တယ်အခုကြည့်နေတဲ့ပရိသတ်များကို